ဟာညီလေးတယောက်တည်းလားဟာညီလေးချစ်စရာလေးကွာအပြစ်ကင်းစင်မဲ့ရုပ်လေညီလေးလာကိုင်းလက်ဆက်နှုတ်ဆက်မယ်ခွဲလာပါပြီထွေးဆရာကောင်းလားကောင်းဟုတ်ကဲ့ဟောကိုရကိုခဏတော့ခဏနော်ဟာလေကွာကိုရတွေ့ကြလို့လေးခဏတော့ရပ်ပေးပါဟောမရေးတာလေကိုယ်တည်းမတွေ့ရတွေ့ရင်သေးလားဟမ်လင်းဟောကိုရအောင်လို့လားမသိဘူးလေမရဘူးဟုတ်ကဲ့ဆရာကပတ်ဟုတ်တာပေါ့အဲ့ညီချွတ်မယ်ထိုင်မယ်ဟုတ်ကဲ့ထိုင်များထိုင်ဟုတ်ကဲ့ရရနော်ဟာကိုလာပြီလားကွာကိုလည်းစင်ဝင်ကြလို့ရစင်ဝင်နေတာလင်းဝိုင်းကိုစင်ဝင်လို့ရတော့မင်းဖွေရပြောရတာဟာဆရာဟုတ်ကဲ့ဟုတ်တာပေါ့ဒီမှာဝိုင်းဖိုင်ဟုတ်တယ်ဒီမှာရေးတယ်ဟုတ်ပြီဝိုင်းဖိုင်စာရိုက်မယ်ဟုတ်ကဲ့ပိုက်ဆံဘယ်လောက်ရှိอ่ะอ๋อ4ကလေးအိုးဟာကိုရဲ့ခဏတော့ကိုခဏလေးနော်လာပြန်ပြီလားဘာဖြစ်ပြန်တာတော့ကွာဟိုလည်းတွန်းညင်လို့လေအဲ့ဒါဖွာတွန်းညင်ဟုတ်တယ်โอเคရပြီ0ပဲရော့အမ်ပုံဆုံးလိုက်